တင်တိအပ်သောတမချန်းအစီအစဉ်မှာအရောက်စီတိုင်းကိုနှုတ်ကပတ်တော်နားဆင်ခံယူကြဖို့ဖိတ်ခေါ်ပါရရှင်။သောရရှိမြခင်ဗျာယေရှုခရစ်တော်ကဂျေရုဆလင်မြို့တော်ကြီးဟာဖျက်ဆီးခြင်းခံရလိမ့်မယ်လို့ဗျာဒိတ်ပြုမိန့်ဆိုတော်မူခဲ့ပါတယ်။အဲ့ဒီလိုမိန့်ဆိုတော်မူချက်ဟာနောက်အနှစ်40ကြာတဲ့အခါမှာတော့ပြည့်စုံခဲ့တာကိုတွေ့ရရတယ်။ AD 90ပြည့်နှစ်မှာယောမရှင်ဘုရင်ထိုက်ထပ်စာဣသရေလနိုင်ငံတော်ကြီးကိုလာရောက်တိုက်ခိုက်ခဲ့တာကြောင့်ဗိမာန်တော်ကြီးပြိုကျပျက်စီးခဲ့ရတယ်။အလှလူဒန်းရာမှာမှန်ကန်တဲ့နှလုံးသားကိုယေရှုခရစ်တော်ရဲ့အသိအမှတ်ပြုတော်မူခြင်းယေရှုခရစ်တော်ကိုယုံကြည်ကိုးကွယ်မှုကြောင့်ထောင်သွင်းအကျဉ်းချနှိပ်စက်ညှဉ်းပန်းခြင်းခံကြရမှာတွေမိဘညီအကိုမိတ်ဆွေသင်္ဃတွေဟာအချင်းချင်းအနံ့ကြမဲ့အကြောင်းတချို့ဆိုရင်တတ်ကြဖြတ်ကြမဲ့အကြောင်းယေရှုခရစ်တော်ရဲ့ကြိုတင်ဗျာဒိတ်ပြုမိန့်ဆိုတော်မူချက်တွေကိုလေ့လာရမှာဖြစ်ပါတယ်။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး21ကိုဒေါက်တာထွန်းမြတ်အေးကအခုလိုသုံးသပ်တင်ပြထားပါတယ်။ဒီအပိုင်းကတော့ပရောဖက်ပြုခြင်းအပိုင်းလိုပဲကျွန်တော်တို့သတ်မှတ်ရပါလိမ့်မယ်။ရှင်မသက်ရှင်မာကုတို့ကျမ်းကြီးတွေကသံလွင်တောင်ဒေသနာနဲ့အများကြီးတူညီတဲ့ဒေသနာတော်ကိုဗိမာန်တော်မှာခရစ်တော်သွန်သင်ခြင်းဖြစ်တယ်။ဒါကိုရှင်လုကာကသူ့နည်းသူ့ဟန်ဖော်ပြတဲ့အပိုင်းလို့ကျွန်တော်တို့မြင်ရပါလိမ့်မယ်။ရှင်မသက်မှာဆိုရင်သံလွင်တောင်ဒေသနာအရတပည့်တော်တွေကခရစ်တော်ကိုကဲတင်ရှင်ပြောတဲ့မဖြိုမချပဲကြောက်တစ်ခုအပေါ်မှာတစ်ခုတီမနေရဆိုတဲ့စကားအကြောင်းနဲ့ပတ်သက်ပြီးတော့အဲ့ဒီပြဿနာတွေဘယ်တော့ဖြစ်မလဲ။နှစ်ကဲတင်ရှင်ဒုတိယအကြိမ်ကြွလာမယ့်အချိန်ကာလအတိတ်နမိတ်တွေဟာဘာတွေလဲ။သုံးကကာလကုံဆုံးချိန်ဘယ်တော့ရောက်မှာလဲဆိုပြီးတော့မေခွန်းကြီး၃ခုမေးခဲ့တာကိုကျွန်တော်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။အခုရှင်လုကာဟာဒီဒေသနာတော်ကိုသံလွင်တောင်မှာချပေးခြင်းမဟုတ်ပဲဗိမာန်တော်မှာချပေးခြင်းလို့တွေ့ရပါတယ်။ပြီးတော့အဖြေတွေဟာကကာလကုံဆုံးချိန်အကြောင်းများကိုအတန်အသင့်နဲ့လက်တွေ့ကျတဲ့ပထမဦးဆုံးမေခွန်းဒီကိုပဲဦးစားပေးဖော်ပြတယ်ဆိုတာကိုတွေ့ရပါမယ်။ထင်မြင်တွက်ဆချက်နဲ့လျှို့ဝှက်ချက်ဆန်တဲ့အပိုင်းတွေပါရှိပါလိမ့်မယ်။ပြီးတော့လက်တွေ့ဖြစ်ခဲ့တဲ့အချက်တွေလည်းပါဝင်ပါလိမ့်မယ်။လုကာဟာသေချာစဉ်းစားရင်သူ့မှတ်တမ်းတွေဟာအနာဂတ်အတွက်ဟောကိန်းများနည်းနည်းပါးပါးသာပါဝင်ပြီးတော့သမိုင်းမှတ်တမ်းတွေကပို့ပြီးများပြားတယ်လို့ကျွန်တော်ယူဆပါတယ်။ဒါကိုအခုဆက်လက်နာတော်တာဆင်ရင်နဲ့သဘောပေါက်သွားကြရပါမယ်။ကယ်တင်ရှင်သခင်ခရစ်တော်ရဲ့ဟောကိန်းတွေဘလောက်ပြည့်စုံခဲ့ပြီဆိုတာကတော့သမာကျမ်းကိုဝိညာဉ်စိတ်သဘောထားနဲ့ဖတ်ရှုပြီးတော့ယုံကြည်ခြင်းနဲ့အဖြေရှာသူတွေအကုန်လုံးသဘောကိုပေါက်ကြမှာမလွဲပါဘူး။အခွင့်အသင်တိုင်းလဲကျွန်တော်အနေနဲ့ပြောခဲ့ပါပြီ။ဆက်လက်ပြီးတော့လဲသူ့ရဲ့ဂန္ဓာနဲ့သူကျွန်တော်မထပ်အောင်ထပ်မံတင်ဆက်သွားပါဦးမယ်။ပြောခြင်းစရာတွေကသိများပြားတာကိုတစ်ချိန်တည်းနဲ့ဘယ်လိုမှပြီးပြတ်နိုင်ပွဲမရှိတဲ့အတွက်သင်သိရသောသမာကျမ်းဟာအပိုင်းခြားပေါင်းများစွာနဲ့ဖွင့်ဆိုဖော်ပြသွားပါလိမ့်မယ်။ဒါကိုစိတ်ရှည်လက်ရှည်စောင့်စားလို့သာနားဆွင့်ကြပါလို့အကြံပြုလိုပါတယ်။ခရစ်တော်နဲ့အလှူဒါန၏အတိတ်ပဲဆိုပြီးတော့စတင်ကြပါစို့။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး21အငယ်1မှ4ထို့နောက်ကိုတော်သည်မျှော်ကြည့်၍ငွေရတဲ့သောသူတို့သည်အလှူဒါနကိုဗန္တာတိုက်ထဲသို့သွင်းချသည်ကိုမြင်တော်မူ၏။ဆင်းရဲသောမုတ်ဆိုးမတယောက်သည်လည်းကျင်းဤဒင်္ဂါနှစ်ပြားသွင်းချသည်ကိုမြင်တော်မူသည်။ငါအမှန်ဆိုသည်ကားထိုဆင်းရဲသောမုတ်ဆိုးမသည်အခြားသောသူအပေါင်းတို့တည်းသာ၍သွင်းချပြီ။အကြောင်းမူကားထိုသူအပေါင်းတို့သည်မိမိတို့ကြွယ်ဝသောစည်းစိမ်တွေကနှုတ်၍ဘုရားသခင်အလှူတော်စုဘူးတဲ့သို့သွင်းချကြ၏။ထိုမိမမူကားအလွန်ဆင်းရဲလျက်ပင်မိမိအသက်မွေးစရာဥစ္စာရှိသမျှကိုသွင်းချလေပြီဟုမိန့်တော်မူ၏အမှန်တော့ယေရုရှလင်ဗိမာန်တော်ကြီးဆိုတာဟာဒီမုတ်ဆိုးမရဲ့ငွေနှစ်ပြားကိုစည်ရင်သွင်းစရာတော့မှလိုပါမလားဒီနှစ်ပြားဟာညနေကျလို့စည်ရင်ချုပ်တဲ့အချိန်မှာအစွန်းထွက်ပြီးစည်ရင်ရှုပ်နေလို့တခြားအတွေ့ပုံတွေထဲမှာပဲခေါင်းစားတွေပေးပြလိုက်ဖို့ပြန်ဖယ်လိုက်ကြမှာလားဆိုပြီးတော့ကျွန်တော်တွေးမိပါတယ်ဆိုလိုတာကတော့မဟာဗိမာန်တော်ကြီးရဲ့ထဲဝါမှုပြည့်စုံချမ်းသာကြွယ်ဝမှုကိုအထောက်အကူပြုပါတယ်လို့တောင်းတခြားလူတွေအဖို့ဆိုမဆိုနိုင်ပါလေစားဆိုတဲ့အတွေ့မျိုးကျွန်တော်ယင်ထဲမှာဝင်မိပါတယ်ဒါကိုခရစ်တော်ကဒီလိုမမြင်ဘူးဟုတ်ပါတယ်ခရစ်တော်မြင်တာကတော့အတွင်းနှလုံးသားလို့ပဲဆိုရလိမ့်မယ်တကယ်တော့ကျွန်တော်ဆယ်ပုံတစ်ပုံလှူတယ်ဆိုတာဟာလှူတယ်လို့မသုံးပဲပြန်ပေးတယ်ဆိုတာကသာမှန်လိမ့်မယ်လို့တွက်ဆတိုက်လာပါတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ကျေးဇူးတော်နဲ့သာလူဖြစ်ပြီးတော့သူအလိုတော်ရှိလို့သာဘဝအခြေအနေတင့်ရတယ်မြင်ရတယ်ဆိုတာယုံကြည်သူတိုင်းနားလည်ပြီးသားမဟုတ်ဘူးလားဒီလိုရှုထောင့်ကတွေးတဲ့အခါကျတော့ဆယ်ဖို့တဖို့ဆိုတာနဲ့တင်မလုံလောက်ဘူးဆိုတဲ့အချက်ဟာထပ်ဆင့်ပေါ်လာပါတယ်
ကျွန်တော်လည်းအဲ့ဒီလိုခံယူတဲ့စေတနာရှင်ပုဂ္ဂိုလ်မျိုးတွေကိုတွေ့မှုပါတယ်စေတနာသရာထက်ဖန်တဲ့ဒီလိုလူမျိုးတွေဟာကောင်းကြီးမင်္ဂလာနဲ့ထိုက်တန်တဲ့လူတွေမှုအမြဲတမ်းပဲဘဝမှာပြောင်ရှိနေမှာပဲလို့လည်းခံယူမိပါတယ်အခုကယ်တင်ရှင်ခရစ်တော်ပြောတဲ့အချက်ဟာအလွန်အရေးကြီးနေပါတယ်အလွန်ဆင်းရဲလျက်ပင်မိမိအသက်မွေးစရာဥစ္စာရှိသမျှကိုတွင်းချလေပြီဆိုတဲ့ဖျားသခင်ကိုအကျွင့်မဲ့ဆက်ကပ်ပူဇော်ခြင်းပါပဲအငယ်9နဲ့6လူအချို့တို့သည်လာ၍ဗိမာန်တော်သည်တင့်တယ်သောကြောက်ပြားနှင့်၎င်းပူဇော်သက်ကာများနှင့်၎င်းစင်ပြင်လျက်ရှိပါ၏ဟုလျှောက်ကြလျင်ကိုတော်ကဤအရာများကိုသင်တို့သည်ယခုမြင်ရကြ၏မဖြိုမချဘဲကြောက်တစ်ခုပေါ်မှာတစ်ခုမျှမတီမနေရသောအချိန်ကာလရောက်လိမ့်မည်ဟုမိန့်တော်မူ၏အဲ့ဒီလိုဒီမုတ်ဆိုးမဟာရှိတာတွေကိုအကုန်လုံးလှူတယ်ဆိုတာကိုခရစ်တော်မိမောင်းထိုးပြနေတော့မှာကောက်ခါငင်ကဝင်လာတဲ့ကိစ္စကတော့ဗိမာန်တော်ကြီးနဲ့သက်ဆိုင်တဲ့အကြောင်းပါပဲလူအချို့ဆိုပြီးတော့ရှင်လုကာဖော်ပြတယ်ရှင်မာသဲနဲ့ရှင်မာကုကတော့တပည့်တော်တွေပဲလို့ဆိုထားပါတယ်ဘာပဲပြောအကုန်မှန်တာကြီးပါပဲဒီပုဂ္ဂိုလ်တွေကခရစ်တော်ကိုယေရုရှလင်ဗိမာန်တော်ကိုနှမျောတော်မူပါကိုရောရှင်အနေနဲ့ယေရုရှလင်မြို့ကြီးကိုစိတ်နာပြီးတော့လက်ရှောင်တော်မမူပါနဲ့အုပ်ချုပ်တော်မူပါစတဲ့လောကမျက်စိလောကအသွေးအခေါ်နဲ့တိုင်းထွာပြီးတော့ကျင်းချင်းကလေးမြင်ကျင်းချင်းကလေးလောက်သာလူပြီးနားလည်ပြီးတော့အခုလိုခရစ်တော်ကိုဗိမာန်တော်ကြီးအပေါ်အာယုံစိုက်စေခြင်းလို့အရှင်ဖျားကြည်ပါအောင်ဖျားဒီမှာဖျားမြင်ရလားဖျားစတဲ့စကားအမျိုးမျိုးတွေနဲ့ဗိမာန်တော်ကြီးကအစင်းတောက်နေတဲ့သလင်းကြောက်တွေတို့ရွှေတွေတို့ငွေတွေတို့ကိုပြတယ်အစင်းတစားတွေကိုခရစ်တော်ဗဇက်အဟောင်းသားဖြစ်သွားမယ်အထင်နဲ့ဝိုင်းပြီးပြကြတယ်ပြောကြတယ်ဒီအချိန်မှာခရစ်တော်တုံ့ပြန်လိုက်တာကတော့အေးအခုတော့တီးရှိနေသေးတာပေါ့ကွာမကြခင်အကုန်လုံးပြို့ပြီးတော့အသစ်ပြန်တီးရလိမ့်မယ်ဟေးဆိုတဲ့အဖြေပါပဲဒီတော့စောကမိမကြီးရဲ့သူပိုင်သမျှကိုအကျွင့်မဲ့စွန့်လွတ်ခြင်းကိုပြတယ်ဟောအခုလောကပစ္စည်းဥစ္စာတွေမှန်သမျှတစ်ခုမှမမြဲဘူးဟေးငါပိုင်တယ်ဆိုပြီးတော့အဟုတ်ကြီးဘာမှမမှတ်ကြနဲ့ဟေးလို့တစ်ဆက်တီးပြောလိုက်တာပဲဖြစ်ရမယ်လို့ကျွန်တော်ဒီနေရာမှာအတိတ်ပဲဖွင့်ဆိုခြင်းပါတယ်အငယ်9သူတို့ကလည်းအရှင်ဖျားထိုအမှုအရာတို့သည်အဘယ်ကာလမှဖြစ်ပါမည်နည်းထိုအမှုအရာတို့သည်ဖြစ်ချိန်နီးသောအခါအဘယ်ပုပ္ပနမိတ်ပေါ်ထွန်းပါမည်နည်းဟုမေးလျှောက်ကြလျင်ကျွန်တော်နေ့တိုင်းပြောခဲ့တဲ့အတိုင်းပဲပေါ့ကပ်ကာလကုံဆုံးခြင်းရဲ့အတိတ်နမိတ်တွေ့ရဲ့ဆိုတာကိုဒီမေးခွန်းဟာမေးတာမဟုတ်ပဲဗိမာန်တော်ကြီးကြောက်တီဖြိုပြက်မဲ့အချိန်ကိုသာတပည့်တော်တွေဟာအဓိကထားပြီးတော့မေးတာပါခရစ်တော်ရဲ့အဖြေပိုင်းမှာကျတော့ရှင်မာသဲနဲ့ရှင်မာကုတို့ဖော်ပြတယ်လို့ကပ်ကာလကုံဆုံးခြင်းအကြောင်းတွေလည်းပါဝင်ပါပဲဒါပေမဲ့အခုအချိန်မှာသံလွင်တောင်ကိုခရစ်တော်မသွားသေးပါဘူးသံလွင်တောင်ဒေသနာမှာသာပို့ပြီးတော့အသေးစိတ်ပါဝင်ပါတယ်တနည်းအားဖြင့်ခရစ်တော်ရဲ့အဖြေစကားတွေဟာသံလွင်တောင်ပေါ်မှာကြီးဟောတာမဟုတ်ပါဘူးတပည့်တော်တို့နဲ့စကားဆက်မိတဲ့အချိန်တိုင်းမှာဟောကြတယ်အခုဆိုရင်ယေရုရှလင်ဗိမာန်တော်ကြီးထဲမှာသာဗိမာန်တော်ကြီးပြိုကျခြင်းအကြောင်းကိုဥတီတယ်လို့ကျွန်တော်တို့အခြေခံအားဖြင့်နားလည်ထားရပါမယ်ဗိမာန်တော်ကြီးပြိုကျခြင်းအကြောင်းနဲ့သာမကဖျက်ဆီးခံရခြင်းနဲ့အသစ်ပြန်လည်တည်ဆောက်ရတဲ့အထိအပိုင်းအခြားကိုခရစ်တော်ရည်ညွှန်းဖြည့်ဆို့လိုက်မယ်လို့ကျွန်တော်တို့အခြေခံအားဖြင့်နားလည်ထားရပါမယ်အငယ်၈ကိုတော်ကသင်တို့သည်လှည့်ပြားခြင်းသို့မလိုက်မပါမီအကြောင်းသတိပြုကြလော့အများသောသူတို့ကငါသည်ဤမည်သောသူဖြစ်၏အချိန်ကာလလည်းရောက်လာပြီဟုဆိုလျက်ငါ၏အယောင်ကိုဆောင်၍ပေါ်လာကြလိမ့်မည်ထိုသူတို့နောက်သို့မလိုက်ကြနှင့်ခရစ်တော်အခုပြောလိုက်တာကတော့ဒုတိယအကြိမ်ကြွလာတော်မူခြင်းရဲ့ကပ်ကာလကုံဆုံးခြင်းရဲ့ကိုဥတီလိုက်ပြန်ပါတယ်ကဲတင်ရှင်လောက်နီးပါအတုအယောင်နေပေါ်ထွက်မယ်လို့ဆိုလိုက်ခြင်းပါတယ်ခရစ်တော်ရဲ့နာမတော်ကိုပြောင်ပြောင်ကြီးသုံးဆွဲပြီးတော့ဘာသာရေးကျင့်စဉ်အသစ်တွေနဲ့လူတွေကိုလှည့်ပြားတာခံရလိမ့်မယ်ဆိုတဲ့အနာဂတ်စကားဖြစ်ပါတယ်ပရောဖက်ပြုလိုက်တဲ့စကားများဖြစ်ပါတယ်အငယ်9မှ19သင်တို့သည်စစ်တိုက်ခြင်းအကြောင်းပုံကန်ခြင်းအကြောင်းကိုသတင်းကြားရသောအခါစိုးရိမ်တုန်လှုပ်ခြင်းမရှိကြနှင့်ထိုအမှုအရာများသည်အရင်ဖြစ်ရမည်သို့တော်လည်းအဆုံးသည်အလျင်အမြန်မဖြစ်ပေထိုမှတပါလူမျိုးတစ်မျိုးနှင့်တစ်မျိုးတနိုင်ငံနှင့်တနိုင်ငံရန်ဘက်ပြုကြလိမ့်မည်အရရတို့၌ကြီးစွာသောမြေလှုပ်ခြင်းအစာခေါင်းပါခြင်းကာလနာများပြားခြင်းတို့သည်ဖြစ်ကြလိမ့်မည်မိုးကောင်းကင်၌လည်းကြောက်မဲ့ဖွယ်သောအရာနှင့်ကြီးစွာသောပုပ္ပနမိတ်တို့သည်ပေါ်ထွန်းကြလိမ့်မည်ထိုအမှုအရာများမဖြစ်မီလူများတို့သည်ငါ၏နာမကြောင့်သင်တို့ကိုဖမ်းဆီးညှင်းဆဲ၍တရားစရာ၌၎င်းထောင်ထဲ၌၎င်းအနံ့ကြလိမ့်မည်ရှင်ဘုရင်ဝမင်းထံသို့ပို့ဆောင်ကြလိမ့်မည်
ထို့သောအားဖြင့်သင်တို့သည်တက်သေးခံရသောအခွင့်ရှိကြလိမ့်မည်ထို့ကြောင့်သင်တို့သည်အဘယ်သို့ပြန်ပြောရမည်ကိုရှေးမဆွကမစင်ကျင်စေခြင်းဟာသတိထားကြလော့အကြောင်းမူကားရန်သူအပေါင်းတို့သည်မငင်းခုန်မဟန့်တားနိုင်သောနှုတ်သက်တိဉာဏ်သက်တိကိုငါပေးမည်သင်တို့မိဘညီအကိုပေါက်ဖော်အဆွေခင်ပွန်းတို့သည်သင်တို့ကိုအနံ့ကြလိမ့်မည်အချို့တို့ကိုလည်းဖတ်ကြလိမ့်မည်လူအပေါင်းတို့သည်လည်းငါ၏နာမကြောင့်သင်တို့ကိုမုန်းကြလိမ့်မည်သို့တော်လည်းသင်တို့ဆန်းချီတပင်မျှမပျက်စီးရသင်တို့သည်တည်ကြည်သောအဖြစ်ကဲတင်ခြင်းသို့ရောက်ကြလော့ကဲတင်ရှင်သခင်ခရစ်တော်ရဲ့ဒီဒေသနာမှာနှစ်ပိုင်းခွဲကြပြီးသုံးသပ်နိုင်ပါတယ်ကကာလကုံဆုံးချိန်မှာလူသားတိုင်းတွေ့ကြုံရမယ့်အချက်တွေပုပ္ပနမိတ်တွေကိုပထမပိုင်းမှာတွေ့ရမယ်ပြီးတော့ဂျူးဆိုတဲ့ယူဒလူမျိုးတွေကိုသာရည်ညွှန်းပြီးပြောဆိုလိုက်တဲ့အပိုင်းအဖြစ်ဒုတိယပိုင်းကိုခွဲခြမ်းတွေ့မြင်ရမှာဖြစ်ပါတယ်စစ်ကြီးတွေဖြစ်မှာမြေငလျင်တွေလှုပ်မှာအစားအစာခေါင်းမှာယောဂဗျာတွေထူပြောမှာစတဲ့အချက်တွေဟာကမ္ဘာလောကသားတိုင်းကြုံတွေ့ရမယ်နမိတ်များပဲဆိုပြီးတော့တပိုင်းခွဲခြားနားလည်ကြဖို့ဖြစ်ပါတယ်ဒုတိယပိုင်းကတော့ဂျူးလူမျိုးတွေကိုသာဥတီပြီးပြောတယ်ဒါပေမဲ့ခရစ်တော်ကိုယုံကြည်သောသူများအနေနဲ့လေမိမိတို့ဘဝခရီးလမ်းအတွက်သင်ခန်းစာများအဖြစ်ယူမယ်ဆိုရင်လည်းရယူနိုင်ပါတယ်ခရစ်တော်ကိုမုန်းတဲ့လူတွေကနေခရစ်တော်ရဲ့နာမကြောင့်ဂျူးတွေကိုတတ်ကြဖြတ်ကြမယ်အမုန်းခံရမယ်ထောင်ချခြင်းနှိပ်စက်ခြင်းတရားစီရင်ခံရခြင်းတွေရှိလိမ့်မယ်ဂျူးတွေအချင်းချင်းတည်းမှာလည်းစိတ်ဝန်းတွေကွဲကြမယ်လို့ခရစ်တော်ဖော်ပြပါတယ်ဒါဟာဘာဖြစ်လို့ဂျူးတွေကိုဥတည်တယ်လို့ကျွန်တော်ပြောရတယ်လေဆိုရင်ဗျာဒိတ်ကျမ်းရဲ့ဖော်ပြချက်များအရာဂျူးလူမျိုး3,400,000တို့ဟာအဲ့ဒီဒုက္ခဆင်းရဲခြင်းကာလအတွင်းမှာခရစ်တော်ရဲ့အမှုတော်ကိုဆောင်မယ်လို့ဖော်ပြထားတဲ့အတွက်ဖြစ်ပါတယ်ပြီးတော့အဲ့ဒီဒုက္ခခံစားရကပ်ကာလကိုခရိယန်အသင်းတော်တို့ဟာမခံစားကြရပါဘူးအဲ့ဒီအချိန်မှာဘေးလွတ်လုံခြုံတဲ့ကောင်းကင်နိုင်ငံတော်ကိုခရိယန်အသင်းတော်များတနည်းအားဖြင့်ယုံကြည်သူများအားလုံးဟာသိမ်းဆည်းခေါ်ဆောင်သွားခြင်းခံရပြီးဖြစ်တယ်လို့ကျွန်တော်တို့ဗျာဒိတ်ကျမ်းအရာနားလည်ထားရတဲ့အတွက်ပဲဖြစ်ပါတယ်ဒါဟာဂျူးတွေအတွက်လို့ကျွန်တော်ကအဓိပ္ပာယ်ဖွင့်ဆိုတော့ကျွန်တော်ယုံကြည်သူခရိယန်တွေရဲ့ရယူတိုက်တဲ့သင်ခန်းစာမပါဘူးလားလို့မေးမယ်ဆိုရင်ဘယ်လိုဖြေကြမလဲသင်ခန်းစာတွေပါဝင်ပါတယ်အထူးသဖြင့်ခရစ်တော်ရဲ့နာမတော်ကြောင့်ယုံကြည်သူများနဲ့အသင်းတော်ဆိုတာဟာအချို့သောလူအဖွဲ့အစည်းတွေမုံဒီဆက်ဆုပ်ခြင်းကိုခံရတတ်တယ်မစိမဆိုင်ခုတုံးလှုပ်ခြင်းခံရတတ်တယ်ဒါပေမဲ့ဂျူးလူမျိုးတွေကိုပြောခဲ့တယ်လို့တည်ကြည်သောအားဖြင့်ကယ်တင်ခြင်းတို့ရောက်ကြလောလို့ခရစ်တော်အားပေးခဲ့တယ်ဆိုတာကိုအထူးသတိရကြဖို့လိုအပ်ပါတယ်အငယ်20မှ24ယေရုရှလင်မြို့ကိုဗိုလ်ခြေများဝန်းရံလျက်ရှိသည်ကိုသင်တို့မြင်သောအခါထိုမြို့သည်ပျက်စီးခြင်းသို့ရောက်လူသည်ကိုသိမှတ်ကြလော့ထိုအခါယူဒပြည်၌ရှိသောသူတို့သည်တောင်ပေါ်သို့ပြေးကြစေမြို့ထဲ၌ရှိသောသူတို့သည်မြို့ပြင်သို့ထွက်ကြစေတောရွာမှရှိသောသူတို့သည်မြို့ထဲသို့မဝင်ကြစေနှင့်အကြောင်းမူကားထိုနေ့ရက်ကာလသည်ကျမ်းစာချက်များပြည့်စုံရသောဒဏ်စီရင်ခြင်းနေ့ရက်ကာလဖြစ်သည်ထိုနေ့ရက်၌ကိုယ်ဝန်ဆောင်သောမိန်းမနှင့်နို့ဆိုသူငယ်ရှိသောမိန်းမတို့သည်အလွန်ခက်ကြလိမ့်မည်အကြောင်းမူကားယူဒပြည်၌ကြီးစွာသောဆင်းရဲဒုက္ခဖြစ်၍ယူဒအမျိုးအပေါ်၌အမျက်ဒေါသသင့်ရောက်လိမ့်မည်သူတို့သည်ဓာဘေးဖြင့်ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်အခြားသောပြည်အရပ်ရပ်သို့ဖမ်းသွားကြလိမ့်မည်တပါးမျိုးသားတို့သည်မိမိတို့အချိန်ကာလမပြည့်စုံမီတိုင်အောင်ယေရုရှလင်မြို့ကိုခြေနှင့်နင်းကြလိမ့်မည်မိတ်ဆွေများခင်ဗျာဒီအဖြစ်ဒီအပိုင်းကြတော့ဗိမာန်တော်ကြီးကိုလှပါပြီကောင်းပါပြီနှမျောတော်မူပါဆိုတဲ့တပည့်တော်တွေအဖို့မကြားကျင်တဲ့အဖြစ်တွေကိုခရစ်တော်ပြောလိုက်တာပါပဲဒါဟာကယ်တင်ရှင်ရဲ့ဒုတိယအကြိမ်ကြွလာတော်မူခြင်းနမိတ်တီထဲမှာရောပြွန်ပြီးတော့ဒီဗိမာန်တော်ကြီးရဲ့အဖြစ်ဆိုးကိုခရစ်တော်ဥတီဖြေချလိုက်ပါတယ်ဒီတော့ဒုတိယအကြိမ်ကြွလာတော်မူခြင်းအချိန်ကာလကြက်မှဒီအနာဂတ်စကားတွေမှန်မှလားဆိုရင်တော့မဟုတ်သေးဘူးအဲ့ဒီအထိမဆောင်ပါဘူးကျွန်တော်အကြိမ်ကြိမ်ပြောခဲ့တယ်လို့ပေါ့ခရစ်တော်မြေပေါ်ကနေပြန်ကြွသွားပြီးတဲ့နောက်နှစ်40မတိုင်ခင်မှာပဲဒီအဖြစ်တွေကအကုန်ပြည့်စုံခဲ့တယ်ဒီအနာဂတ်ဟာအဲ့ဒီနှစ်40အကြာလို့ပြောတဲ့ AD 90ခုနှစ်မှာပြည့်စုံခဲ့ရတယ်လို့ဒုတိယအကြိမ်ကြွလာတော်မူမဲ့ကပ်ကာလကုံဆုံးချိန်မှာလဲထပ်မံပြည့်စုံသွားရအောင်မယ်လို့ကျွန်တော်အတိတ်ပဲဖွင့်ဆိုလိုက်ပါတယ်ဟုတ်ပါတယ်ခရစ်တော်နဲ့အတူဗိမာန်တော်ကြီးထဲမှာရှိနေတဲ့တပည့်တော်နဲ့ပရိသတ်တွေကပုံကိုယ်တွေအတော်များများကိုယ်တိုင်တောင်မှခရစ်တော်ရဲ့အနာဂတ်စကားပထမအကြိမ်ပြည့်စုံမှုကိုနဖူးတွေဒူးတွေတွေ့ကောင်းတွေ့ခဲ့ကြရလိမ့်မယ်လို့ကျွန်တော်တွက်ဆပါတယ်ဘာဖြစ်လို့လဲဆိုတော့အနှစ်40မြတာခြားပြီးဖြစ်ခဲ့တဲ့အဖြစ်ဆိုတော့အများစုသောပုံကိုယ်တွေဟာအသက်ရှင်စေရှိခဲ့ကြလိမ့်မယ်လို့
ကျွန်တော်ကောင်းကောင်းကြီးသဘောပေါက်နိုင်ပါတယ်အဲ့ဒီပထမအကြိမ်ပြည့်စုံမှုဟာ AD 90ခုနှစ်မှာဖြစ်တယ်အဲ့ဒီအချိန်မှာယောမအာနာရှင်တိုက်တက်စ်ဟာဣသရေလနိုင်ငံကြီးကိုပြားဝတ်သွားအောင်လာရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းနဲ့အတူဗိမာန်တော်ကြီးဟာပြိုလဲသွားခြင်းပဲဖြစ်ပါတယ်။သမာကျမ်းစာဘိုက်ကိုပြန်စဉ်းစားပါအကုန်ပြည့်စုံသွားခဲ့ပါတယ်။ဘိုးကြီးတွေဝိုင်းခဲ့ပါတယ်။ပျက်စီးခြင်းများပြောမကုန်အောင်ဖြစ်ခဲ့ပါတယ်။ယူဒပြည်သားတို့လက်လွတ်ဖက်ပြေးခဲ့ရပါတယ်။တောကလူတွေယေရုရှလင်ကိုမဝင်နိုင်ပါဘူး။ကျမ်းစာကျမ်းနဲ့ပြည့်စုံတဲ့ဒန်စီရင်ခြင်းပဲဖြစ်ပါတယ်။ကိုဝန်ဆောင်မိမများနဲ့နို့ဆိုသူငယ်မိခင်တွေဒူးနဲ့မျက်ရည်သုတ်ခဲ့ကြရပါတယ်။ဂျူးရာဇဝင်ဆရာကြီးဂျိုးစဖတ်ရဲ့အဆိုအရရင်ကောင်းတွေလိုပဲလူတွေသိခဲ့ကြရတယ်။အလောင်းတွေဟာယေရုရှလင်မြို့တိုင်းအပြင်ကနေပြစ်ချလိုက်ရတဲ့အထိပေါ်များခဲ့ရတယ်။ငတ်လွန်းလို့သေသွားတဲ့ကလေးအလောင်းတွေကိုလူကြီးတွေစားခဲ့ရတယ်တဲ့။မသေးတဲ့လူတွေကကျွန်ဘဝကိုရောက်ပြီးတော့ယောမကိုဆွဲခေါ်သွားပြီးတော့ယောမရဲ့သမိုင်းဝင်ကောလောဆီယမ်လို့ခေါ်တဲ့အဆောက်အဦကြီးတွေကိုတိဆောက်ပေးခဲ့ကြရတယ်။အဲ့ဒီတိုက်တက်စ်ဝင်ရောက်ဖျက်ဆီးခြင်းကစပြီးတော့ဂျူးဆိုတာဟာကဘာအရရက်ကိုစတင်ပြန့်နှံ့ပွားပါတယ်။အခြားပြည်အရရက်သို့ဖန်သွားကြလိမ့်မည်လို့ခရစ်တော်ပြောခဲ့တဲ့အတိုင်းပါပဲ။တပါးမျိုးသားတို့သည်မိမိတို့အချိန်ကာလမပြည့်စုံမီတိုင်အောင်ယေရုရှလင်မြို့ကိုခြေနဲ့နင်းခဲ့တာဟာလေအဲ့ဒီအချိန်ကစပြီးတော့ဘလောက်ကြာပြီလဲမေးရင်တော့ဒီနေ့တဲ့အထိပဲလို့သာဖြေရမယ်လို့ကျွန်တော်ထင်ပါတယ်။ခရစ်တီဂျေရုဆလမ်ဆိုတာဟာပြောတော့တာဣသရေလမြို့တော်မူလဗိမာန်တော်ကြီးနေရာမှာ Mosque of Omar ဆိုတာရောက်နေပါပြီ။ယေရုရှလင်မှာတိုင်းတစ်ပါးကလူတွေအများကြီးရှိလို့အပိုင်းလိုက်ကိုယ့်အပိုင်းနဲ့ကိုယ်ကန့်သတ်ထားရပါတယ်။ခရစ်တော်အချိန်ကစပြီးတော့2000ကြာတဲ့ဒီကနေ့အထိယေရုရှလင်ကိုသူ့ပိုင်နဲ့ငါပိုင်နဲ့ဆိုတဲ့ပြဿနာတဲ့ရှေလျားရှုပ်ထွေးတဲ့ပြဿနာကမ္ဘာသမိုင်းမှာမရှိတော့ဘူးလို့ကျွန်တော်ဆိုချင်ပါတယ်။ဒီဖြစ်ရတဲ့နဲ့ပတ်သက်ပြီးတချို့ဓမ္မအမြင်မှာခရစ်တော်ရဲ့ prophet ပြုစကားတွေဟာဒီတစ်ချိန်နဲ့ပြီးပြတ်သွားပြီလို့ပြောပြီးမြဲကျွန်တော်ကတော့မပြီးသေးဘူးကကာလကုံဆုံးခြင်းဒုက္ခခံစားရအချိန်ကာလခရစ်တော်ဒုတိယအချိန်ကြွလာတော်မူခြင်းမှာမလွဲမသွေဒီအဖြစ်မျိုးဟာထပ်ပြီးကြုံအောင်မယ်လို့ဆိုချင်ပါတယ်အငယ်25မှ29ထိုအခါနေလကျဲနက်ခတ်တိုး၌ပုပ္ဖနမိတ်ထင်ရှားလိမ့်မည်မြေကြီးပေါ်မှာလည်းလူအမျိုးမျိုးမငြိမ်မသက်စိုးရိမ်ကြောက်ကြခြင်းသမုဒ္ဒရာလှိုင်းတဘိုးကြီးခြင်းမြေကြီးပေါ်မှာဖြစ်လက်တန်သောဘေးများကိုမျှော်၍ကြောက်လန့်သဖြင့်လူများတို့၏အသက်ဆုံးခြင်းအမှုအရာတို့သည်ဖြစ်ကြလိမ့်မည်အကြောင်းမူကားကောင်းကင်တကိုးတို့သည်တုန်လှုပ်ကြလိမ့်မည်ထိုအခါလူသားသည်ကြီးစွာသောဘုံတကိုးအာနုဘော်ကိုဆောင်လျက်မိုးတိမ်ကိုစီးလျက်ကြွလာသည်ကိုမြင်ရကြလိမ့်မည်တချို့လူတွေကဒါတွေဒီကနေ့ဖြစ်နေပြီကဘာကြီးပြတ်တော့မယ်ဆိုတာမျိုးတွေးရကြပါတယ်လွတ်လပ်စွာတွေးခေါ်နိုင်ပါတယ်ဒါပေမဲ့အမှန်တော့လူအမြင်အတွေးဟာဘယ်လို့မှညံမမိနိုင်ပါဘူးဖျားသခင်ရဲ့စံချိန်စံညွှန်းကိုနားမလည်နိုင်ပါဘူးဘေးရင်ဆိုတာဘေးရင်ပါပဲဒါဟာဖျားသခင်ရဲ့အလုပ်ကျွန်တော်တို့တွေအနေနဲ့ကတော့ကိုယ့်ဟာကိုယ်အမျိုးမျိုးအပြေထုတ်ပြီးကိုယ့်ဘာသာကိုရှုပ်နေလို့အကျိုးဘာမှမရှိနိုင်ပါဘူးကိုယ့်ရဲ့လူဘဝအတွက်ကိုယ့်ဘာသာကိုကျေနပ်ဝမ်းမြောက်တဲ့စိတ်နဲ့ရှင်သန်ရင်းနဲ့ကဲတင်ရှင်ကြွလာတော်မူခြင်းအခါသမယကိုစောင့်စားဖို့သာလိုတယ်ဆိုတာကိုကျွန်တော်အချိန်ချင်းတင်ပြခဲ့ပြီးပါပြီဆက်လက်အားပေးတိုက်တွန်းလိုက်ပါတယ်ဆုတောင်းလျက်စောင့်နေကြရန်အရေးအကြီးဆုံးဖြစ်ပါတယ်အငယ်28မှ31ထိုမှုရာတို့သည်ဖြစ်ဆရှိသောအခါသင်တို့ကိုရွေးနှုတ်သောအချိန်ကာလရောက်လူနီးပြီကိုထောက်သဖြင့်မျှော်ကြည့်၍ခေါင်းကိုကြွကြလောဟုမိန့်တော်မူ၏တဖန်ထပ်၍မိန့်တော်မူသောဥပမာကသင်ပေါ်သဖန်းပင်မှစ၍သစ်ပင်တို့ကိုမှတ်ကြလော့အရွက်ပေါက်သောအခါຫນွေကာလနီးသည်ကိုသင်တို့သည်အလိုအလျောက်သိမြင်ကြ၏ထိုနည်းတူထိုအကြောင်းအရာများဖြစ်သည်ကိုမြင်ရလျင်ဘုရားသခင်နိုင်ငံတော်တည်လူနီးသည်ကိုသိမှတ်ကြလော့ကျွန်တော်ပြောခဲ့ဘူးတဲ့အတိုင်းထိုအမှုအရာတို့ဖြစ်ဆရှိပြီးမရှိပြီးဆိုတာကိုကျွန်တော်အနေနဲ့တော့တွေးတဲ့အခါမှာတွေးတယ်ရင်ထိတ်ဖို့အောင်ဖြစ်တဲ့အခါလည်းဖြစ်ပါတယ်ဒါပေမဲ့ရွေးနှုတ်သောအချိန်ကာလကိုတော့အစင်းမျှော်လင့်နေမိတယ်ကယ်တင်ရှင်ကိုယုံကြည်ပါတယ်ဆိုပြီးတော့ခရိယန်တယောက်စပြီးဖြစ်တဲ့နေ့ကနေစရင်ခရစ်တော်ရဲ့ရွေးနှုတ်ချိန်ကာလဟာပုံမိုးပြီးနိကလာတယ်ဆိုတဲ့အကျွင်းမဲ့ယုံကြည်ခြင်းကျွန်တော်ယင်ထဲမှာဖြစ်ပေါ်နေမိပါတယ်သင်္ဘောသဖန်းပင်ကရွက်နူဆိုတာဟာဣသရေလနိုင်ငံကတဆင့်မြင်ရမယ်ပုပ္ဖနမိတ်ကိုပြောပြလိုက်တာပါသင်္ဘောသဖန်းပင်ဟာဣသရေလရဲ့ကိုစားပြုသစ်ပင်ဆိုတာကိုကျွန်တော်အကြိမ်ကြိမ်ဖော်ပြခဲ့ပြီးပါပြီဒီဣသရေလဆိုတာဟာဘုရားသခင်ရဲ့ဓမ္မသမိုင်းမှာအဓိကရဇက်ကောင်ရွေးကောက်ထားတဲ့လူမျိုးပါပဲဒီလူမျိုးရဲ့အဖြစ်အပျက်တွေဟာကကာလဏီကုန်းကိုအများကြီးဖော်ပြနိုင်လိမ့်မယ်
တခြားကဘာကလူသားများအားလုံးဣသရေလကိုစောင့်ကြည့်ခြင်းအပြင်သိမြင်နိုင်လိမ့်မယ်လို့ခရစ်တော်ကဒီနေရာမှာဖော်ပြလိုက်ပါတယ်။အငယ်32ငါအမှန်ဆိုသည်ကယခုဖြစ်သောလူများမကုန်မီထိုအကြောင်းအရာအလုံးစုံတို့သည်ဖြစ်ကြလိမ့်မည်။ယခုဖြစ်သောလူများဆိုတာဟာဣသရေလမျိုးနွယ်ကိုပဲရည်ညွှန်းလိုက်တာဖြစ်ပါတယ်။ဒီဣသရေလကိုမျိုးပြုတ်အောင်အချိန်ချင်းလှုပ်ဝန်းတဲ့လူတွေရှိခဲ့ပါတယ်။ဣသရေလဟာဘယ်လိုမှကုန်ပြီးတော့မသွားခဲ့ပါဘူး။ကကာလကုံဆုံးချိန်ခရစ်တော်ဒုတိယအကြိမ်ကြွလာတဲ့အချိန်ထိသူတို့ဟာဓမ္မသမိုင်းဇက်ခုံပေါ်ကဣသရေလအဖြစ်နဲ့ပဲရှိကိုတည်ရှိနေအောင်မယ်ဆိုတာကိုခရစ်တော်ကိုယ်တိုင်ကဖော်ပြပြောဆိုလိုက်ခြင်းဖြစ်တယ်လို့ဒီကျမ်းအားဖြင့်ကျွန်တော်တင်ပြလိုပါတယ်။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး21အငယ်33မှ35ကောင်းကင်နှင့်မြေကြီးမတည်တော်လဲငါစကားတည်လိမ့်မည်။သင်တို့သည်ကိုသတိပြုကြလော့။ဘို့မဟုတ်အစားအသောက်လွန်ကျူးခြင်းလောကီစိုးရိမ်ခြင်းအပြင်စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင်ထိုနေ့ရက်သည်အမှတ်တမဲ့သင်တို့နှင့်တွေ့ကြုံလိမ့်မည်ထိုနေ့ရက်သည်ပိုက်ကွန်ကဲ့သို့မြေတစ်ပြင်လုံး၌နေသောလူအပေါင်းတို့ကိုအုပ်မိလိမ့်မည်ထို့ကြောင့်သင်တို့သည်ဖြစ်လက်တန်သောအမှုအရာတို့နှင့်ကင်းလို့၍လူသားထံသို့ရောက်ခြင်းကိုခံတိုက်သောသူဖြစ်ပြီဟုမှတ်တော်မူမည်အကြောင်းအစဉ်ဆုတောင်းလျက်စောင့်နေကြလောဟုမိန့်တော်မူ၏မိတ်ဆွေများခမညာကကာလကုံဆုံးခြင်းကယ်တင်ရှင်သခင်ခရစ်တော်ကြွလာခြင်းတနည်းအားဖြင့်ကဘာမြေကြီးအပြီးတိုင်ပျက်စီးခြင်းသမိုင်းတစ်ခုချုပ်ငိမ့်ခြင်းဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒီကိစ္စဟာကယ်တင်ရှင်ဘုရားသခင်ရဲ့လက်တော်ထဲမှာသာရှိတဲ့အရာကယ်တင်ရှင်သခင်ခရစ်တော်သာဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အရာကျွန်တော်လူသားဘာမှမတတ်နိုင်ဘူးဘေးရင်တွက်သလိုမတွက်ကြပါနဲ့ဆုတောင်းလျက်စောင့်နေကြလော့ဆိုတဲ့အတိုင်းစောင့်နေကြဖို့သာအရေးကြီးတဲ့အကြောင်းကိုကျွန်တော်အကြိမ်ကြိမ်ပြောပါတယ်အခုဓမ္မထပ်ပြီးတွေ့ရပြီအစဉ်ဆုတောင်းလျက်စောင့်နေကြလော့တဲ့ဒီဝက်ကြဟာကျွန်တော်ယုံကြည်သူလူသားများအားလုံးအတွက်အလွန်အရေးကြီးတဲ့ကောင်းမွန်တဲ့ဆောင်ပုဒ်တစ်ခုလို့ကျွန်တော်ဒီနေရာမှာယူဆမိပါတယ်မိတ်ဆွေများခင်ဗျာရှင်လုကာဟာအနာဂတ်ဟောကိန်းများကိုသိအများအစာကြီးမသုံးဆွဲဘူးသမိုင်းဖြစ်ရတို့ကိုသာအဓိကထားပြီးဖော်ပြတယ်လို့ဒီကျမ်းကိုကျွန်တော်ဏ္ဍန်ပြိုးတုန်းကဖော်ပြခဲ့ပြီးပါပြီဒီကျမ်းကိုသူဟာရေးသားတဲ့နေရာမှာလေအဲ့ဒီသူ့ရဲ့မူအတိုင်းရေးသားတဲ့အခါမှာဒီရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး21ဟာအတော်ကြီးနားလည်ဖို့ခက်ခဲတယ်လို့ကျွန်တော်ယူဆမိပါတယ်ဒါပေမဲ့အဲ့ဒီလိုခက်ခဲတာတကန်တာသင်သိရသောသမာကျမ်းမှာကျွန်တော်နားမလည်နိုင်တာသာရှိရင်ရှိမယ်အတိတ်ပဲမရှိတာတခုမှမရှိဘူးလို့ကျွန်တော်တင်ပြခဲ့ပြီးပါပြီအခုကြည့်ပါအထက်ကအတော်ကြီးရှုပ်ထွေးနားထွေးခြင်းစရာနားမလည်ခြင်းစရာကောင်းတယ်လို့ထင်ခဲ့ရတာတွေဟာဒီကျမ်းအားဖြင့်ရှင်းသွားပြီဒီဒုက္ခခံစားရကပ်ကာလအချိန်မှာကယ်တင်ရှင်သခင်ခရစ်တော်ဆင်းသက်ပြီးတော့တရားစီရင်တဲ့အချိန်ကာလမှာယုံကြည်သူတွေနဲ့အသင်းတော်ဆိုတာဟာမြေပြင်ပေါ်မှာမရှိတော့ပါဘူးကောင်းကင်ဘုံသို့လူသားလို့တင်စားထားတဲ့ကယ်တင်ရှင်သခင်ခရစ်တော်ရဲ့ကြိုတင်သိမ်းဆည်းခြင်းကိုခံခဲ့ရပြီးဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကပ်ကာလရဲ့လက္ခဏာကိုကြုံရသူတွေဟာမယုံကြည်သူတွေနဲ့ဣသရေလကိုသာဆိုလိုခြင်းဖြစ်ပါတယ်အဲ့ဒီထဲကမှကယ်တင်ရှင်သခင်ခရစ်တော်အခုရည်ညွှန်းပြီးပြောဆိုနေတဲ့လူသားတွေကတော့တခြားမဟုတ်ဘဲဂျူးလူမျိုးများသာဖြစ်တယ်လို့ကျွန်တော်ပြောခဲ့တာဟာအမှန်တရားဖြစ်ခဲ့ကြောင်းရှင်းလင်းနေပါတယ်ခင်ဗျာရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး21အငယ်39နဲ့38ဏိဂုံးပိုင်းထို့သောကိုတော်သည်နေ့ရဲ့အစဉ်အတိုင်းဗိမာန်တော်၌ဆုံးမဩဝါဒပေးတော်မူ၏ညအချိန်ရောက်လျင်သံလွင်အမည်ရှိသောတောင်သို့သွား၍ညကိုလွန်စေတော်မူ၏နန်းနှင့်စောစောလူများအပေါင်းတို့သည်ဗိမာန်တော်သို့သွား၍အထံတော်၌ဒေသနာတော်ကိုနားထောင်ကြ၏နန်းနှင့်စောစောလို့ဆိုထားတဲ့လူဘဝအသက်တာနေ့ရက်တို့ရဲ့အဦးအစမှာပင်ခရစ်တော်နဲ့အတူအစပြုတ်ပြီးဘဝရဲ့ဏိဂုံးစည်းစာအချိန်အထိကယ်တင်ရှင်ခရစ်တော်နဲ့အတူသာရှောက်လန်းကြမယ်ဆိုရင်ဘယ်လောက်ကောင်းမလဲကျွန်တော်ရဲ့လူဘဝသက်တမ်းဆိုတာဟာအလွန်ရှည်လျားတယ်လို့ဖော်ပြလို့မရပါဘူးဒီတိုတောင်းလာတဲ့လူရဲ့ဘဝဟာနေရစဉ်အချိန်ကာလမှာတန်ဖိုးရှိနဲ့အသုံးပြုပြီးတော့အသက်ရှင်တော်မူသောဘုရားသခင်ကိုအစဉ်လက်တွဲထားကြပါဒါဆိုရင်ဒီတိုတောင်းတဲ့လူဘဝဟာအစဉ်ဘေးကင်းငြိမ်သက်ခြင်းရှိရလိမ့်မယ်ကကာလကုံဆုံးပေးမယ်လေကိုယ့်ရဲ့ဝိညာဉ်ဟာအစဉ်သာဝရအသက်လမ်းကိုတည်မီနေရလိမ့်မယ်လူသားတူအနေနဲ့လေ
လောကရန်တရားကိုခံနိုင်ရရှိခြင်းကိုယ့်အသက်တာအဖို့လုံခြုံစိတ်ချခြင်းကျေးဇူးတွေနဲ့ပြည့်ဝနေရလိမ့်မယ်ဒါဟာနှုတ်ကပတ်သမာကျမ်းစာတော်များအားဖြင့်ကျွန်တော်အစဉ်တစိုက်ခံယူရရှိနေရတဲ့အလွန်ကောင်းမွန်တဲ့သစ္စာတရားများသာဖြစ်ကြောင်းဒီကနေ့တင်ပြလိုက်ပါရစေနောက်တစ်ချိန်အစီအစဉ်မှာရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး22အခန်းငယ်1ကနေအခန်းငယ်38အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါတယ်နှုတ်ကပတ်တော်ကြားနာခံယူတော်သူများအားလုံးအပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေရှင်